မင်္ဂလာပါရှင်ကျမဒီနေ့ဗာလေးဆွေးနွေးခြင်းလဲဆိုတော့သားသမီးနဲ့မိဘပေါ်မှာထားတဲ့အမြင်လေးတွေကိုကျမတို့မိဘရဲ့အတွေးအမြင်လေးဘက်ကနေဆွေးနွေးခြင်းပါတယ်ကျမတို့တွေမိဘတွေဖြစ်လာပြီဆိုရင်ကိုသားသမီးကိုအကုန်လုံးချစ်တဲ့သူကြီးပါပဲเนาะကျမလည်းကျမသားသမီးကိုချစ်တယ်လို့အခြားသောမိဘတွေကလည်းသူတို့သားသမီးကိုသူတို့အကုန်ချစ်တဲ့သူကြီးပါပဲเนาะဒါပေမဲ့တယောက်နဲ့တယောက်မိဘတွေမှာအတွေးလေးတွေမတူတာရောနည်းနည်းလေးတွေကွာပါတယ်เนาะဘယ်လိုကွာလဲဆိုရင်သားသမီးကမိဘကိုကြောက်ရမှာလားသားသမီးကမိဘကိုချစ်ရမှာလားဆိုတဲ့အတွေ့အမျိုးလေးတွေပွားပါတယ်ကျမကတော့သားသမီးကမိဘကိုကြောက်နေဖို့မလိုဘူးလို့ထင်ပါတယ်เนาะသားသမီးကမိဘကိုကြောက်နေရင်သူပြောချင်တဲ့စကားတွေသူဖြစ်ချင်တဲ့အရာတွေကိုသူပြောရဲဆိုရဲမှာမဟုတ်ဘူးလို့ထင်ပါတယ်အဓိကတော့ကျမကတော့သားသမီးတွေမိဘကိုချစ်နေဖို့ပဲလိုတယ်လို့ထင်ပါတယ်ကျမသားသမီးတွေကိုလည်းကျမကြောက်အောင်မနေပါဘူးเนาะမိဘနဲ့သားသမီးကြားမှာရင်းနှီးမှုရှိအောင်လို့ပဲနေပါတယ်သားသမီးရတာမိဘကိုချစ်နေမှသာလျှင်သူတို့ရဲ့ပြောချင်တဲ့အကြောင်းအရာတွေသူတို့လုပ်ချင်တဲ့အကြောင်းအရာတွေကိုလည်းကိုယ့်ကိုပုံဝင်လေးလေးပြောမယ်အဲ့လိုပြောလာမှသာလျှင်ကိုကသားသမီးရဲ့ဖြစ်တည်မှုကိုကိုကနားလည်မယ်သူတို့ကကိုယ့်ကိုကြောက်နေတယ်ဆိုရင်သူတို့ပြောတဲ့စကားကိုမိဘကလက်ခံပါမလားစူမလားဘလို့တွေအကြောင်းအရာတွေများတုံ့ပြန်လာမလဲဆိုမှသူတို့ကစိုးရိမ်စိတ်နဲ့ကိုယ့်ကိုပုံဝင်လေးလေးပြောလာမှာမဟုတ်ဘူးလို့ထင်ပါတယ်เนาะသူတို့ကကိုယ့်ကိုချစ်နေမှသာလျှင်ငါမိဘကိုငါဒါလေးဖွင့်ပြောမယ်တိုင်ပင်မယ်ဆိုတဲ့အကြောင်းအရာလေးတွေသူတို့ဆွေးနွေးလာမယ်ဆွေးနွေးလာမှသာလျှင်သူတို့နဲ့ကိုယ်နဲ့အားလည်းအမြဲတမ်းရင်းနှီးပြီးတော့သူတို့ရဲ့ဖြစ်တည်မှုကိုကိုကအကုန်လုံးနားလည်နေပါမယ်เนาะကျမအမြင်ကတော့သားသမီးကမိဘကိုကြောက်နေဖို့မလိုဘူးချစ်နေဖို့ပဲလိုတယ်လို့မြင်ပါတယ်เนาะအားလုံးရဲ့တယောက်နဲ့တယောက်အမြင်မတူတဲ့အတွက်လည်းအကြောင်းအရာလေးတွေကတော့လည်းမတူနိုင်ဘူးလို့ထင်ပါတယ်ကျမအမြင်ကတော့သားသမီးနဲ့မိဘကြားမှာကြောက်ဖို့မလိုပါဘူးเนาะချစ်နေဖို့ပဲလိုပါတယ်လို့ထင်ပါတယ်ရှင်အများအမြင်ကလည်းကျမနဲ့တစ်ထပ်တည်းကြမယ်လို့လည်းယုံကြည်ပါတယ်